မင်္ဂလာပါမိတ်ဆွေများဒီဗီဒီယိုကိုကြည့်နေပြီဆိုရင်သင်ဘဝကိုအလိုလိုမလွတ်ချင်တော့တဲ့စိတ်စပြီးနှိုးထားလာပါပြီဒီနေ့ကိုတိလာစီမဲ့စကားတချို့ကိုအတူနားထောင်ကြမယ်မိတ်ဆွေမဲဟာတခြားသူတွေမမြင်နိုင်တဲ့အလင်းနဲ့အမှောင်ကိုတခါတည်းတည်ဆောင်ထားတဲ့လူတစ်ယောက်ပါမင်းရဲ့အတန်ကတိတ်ဆိတ်နေပေမဲ့မင်းရဲ့အသွေးတွေကအမြဲတမ်းဆူညံ့နေတတ်တယ်မင်းဟာအခြားသူတွေကိုနားလည်ဖို့ကြိုးစားလွန်းလို့ကိုနားမထောင်ဖြစ်ခဲ့တဲ့လူတစ်ယောက်ပါတခါတည်းမင်းဟာခိုင်မာနေတယ်လို့ကိုယ်တိုင်တောင်ထင်ခဲ့ပေမဲ့အမှန်တကယ်တော့မင်းကနူးညံ့လွန်းတဲ့နှလုံးသားတစ်ခုကိုအပြုံးနောက်ွယ်မှာဖုံးထားခဲ့တာပါကိုအကြောင်းကိုသိလာတဲ့အခါမင်းဟာမပြည့်စုံတဲ့လူတစ်ယောက်ဖြစ်နေတာကြောက်စရာမဟုတ်တော့ဘူးမင်းဟာလဲကျဘူးလို့ပြန်ထနိုင်တဲ့လူဖြစ်လာခဲ့တာပါမင်းဟာနာကျင်ဘူးလို့အခြားသူရဲ့နာကျင်မှုကိုနားလည်နိုင်လာခဲ့တာပါကိုအကြောင်းကိုသိလာတဲ့နေ့ကစပြီးမင်းဟာအခြားသူလို့ဖြစ်ဖို့မလိုတော့ဘူးကိုပဲဖြစ်ရင်လုံလောက်ပြီမင်းအားနည်းချက်တွေကမင်းရဲ့အမှုပညာဖြစ်လာမယ်မင်းရဲ့အနာတွေကမင်းရဲ့အင်အားဖြစ်လာမယ်အခုကိုမေးလိုက်ပါငါကဘသူလဲလို့မေးတာမဟုတ်ဘူးငါကကို့အကြောင်းကိုတကယ်သိပြီးပြီလားလို့မေးကြည့်ပါကိုဘာကိုကြောက်နေလဲကိုဘာကြောင့်စိတ်ထိခိုက်လွယ်နေလဲကိုတကယ်လိုချင်တာဘာလဲအဲ့ဒါတွေကိုမေးမိဘူးလားမိတ်ဆွေဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အားတစ်ခုဖြစ်ခဲ့ရင် like လုပ်ပြီး subscribe လုပ်ထားဖို့မမေ့ပါနဲ့ဒီဗီဒီယိုကိုနားထောင်ပြီးစိတ်ထဲတစ်ခုနိုးလာတယ်ဆိုရင် comment မှာ yes လို့ရေးပေးခဲ့ပါနောက်ထပ်စိတ်ကိုနိုးထစေမဲ့ဗီဒီယိုတွေကို set တင်နိုင်ဖို့ mind power control ကအငြင်းစူးစမ်းနေပါနဲ့ဒီဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့နဲ့နော်